တော်လည်းအောင်မြင်သွားတဲ့အခါမှာတရိษံနေအရင်ဆုံးလုပ်တဲ့အလုပ်ကချန်စီယိုပပတ်လေကိုဒီလိုလိုက်ဆက်ကြတယ်လူသားတွေပုံနေတေးလားလူသားတွေဘယ်နေရာမှာရှိနေသေးလဲဆိုပြီးတော့အကုန်လုံးသူတို့ကတိတိကျကျလိုက်ဆက်ကြတယ်အဲ့လိုမျိုးစစ်ဆေးပြီးသွားတဲ့အခါမှာသူတို့ရဲ့ခန္ဓာကိုယ်မှာတက်ထားတဲ့နှကွင်းတို့ဖဲကြိုးတို့ချင်းကြိုးတို့အကုန်လုံးဒီလိုမီးပုံတွေမှာပြစ်ထည့်ပြီးဖျက်ဆီးလိုက်တယ်တရိษံနေအားလုံးကအဲ့လိုပြစ်ထည့်နေတဲ့အချိန်မှာဘောက်ဆာဆိုရဲ့မြေင်းကလည်းခေါင်းပေါ်မှာဆောင်းထားတဲ့ကောက်ရုပ်အုပ်ထုပ်ကိုမီးပုံတွေပြစ်ထည့်လိုက်တယ်အဲ့ဒီကောက်ရုပ်အုပ်ထုပ်ကနွေရာသီရောက်ပြီဆိုရင်နားထဲမှာရင်ကောင်းတွေဝင်လို့လေသမိုင်းကိုယ်တိုင်တိတိကျကျလှုပ်ထားပေးခဲ့တဲ့အုပ်ထုပ်ဒီလိုနဲ့လူသားရင်းနဲ့ပတ်သက်သမျှအမတ်တရတွေအကုန်လုံးကိုမီးရှို့ဖျက်ဆီးပြီးတဲ့အချိန်မှာနပိုလီယံကစားစရာတူလောင်ထားတဲ့နေရာကိုတရိษံတွေကိုဦးဆောင်ပြီးခေါ်သွားတယ်ပြီးရင်ဒီစားစရာတွေကိုတာမန်စားနေကြတဲ့နှစ်ဆပိုးပြီးတော့အညီအမျှခွဲဝေပေးလိုက်တယ်ပြီးရင်ခွေးတွေကိုလည်းဘစ်စကွတ်တွေကျွေးလိုက်တယ်အားလုံးစားစရာရှိရာစားပြီးသွားတဲ့အခါမှာ Beast of England ဆိုတဲ့တခြင်းတိတိကျကျတက်ညီလန်းကြီးတီးဆိုကြတယ်နောက်ဆုံးလူသားတွေကင်းစင်တဲ့နေပြည်တော်မှာပထမဦးဆုံးတရိษံမျိုးဆက်အဖြစ်နဲ့စိတ်ခံစားချက်အမျိုးမျိုးစိတ်လှုပ်ရှားမှုအမျိုးမျိုးနဲ့အားရပါရတရိษံတွေအားလုံးကအိပ်ဆက်သွားကြတယ်ဒီလိုနဲ့မနက်မိုးလင်းတဲ့အချိန်မှာလဲတရိษံတွေကပုံမှန်ထနေကြအာယုံတက်ချိန်မှာထကြတယ်ပတ်ဝန်းကျင်မျက်စိတစုံကြည့်လိုက်တဲ့အခါမှာဒီຢာတွေအားလုံးကငါတို့တရိษံတွေပိုင်သွားပြီဆိုတဲ့ခံစားချက်နဲ့အားလုံးကမင်တက်နေကြတယ်ပြီးရင်တရိษံတွေအားလုံးကလေသမားရဲ့အိမ်ရှိမှာဆွဆွဝေးနဲ့ဆူဝေးလာကြတယ်ဒီအိမ်ကြီးကိုလည်းတလို့ပိုင်သွားပြီဆိုတဲ့အစိတ်နဲ့အတွေးအမျိုးမျိုးဖြစ်နေကြတယ်ဒီလိုနဲ့ Snowball နဲ့ Napoleon ကအိမ်တကားကိုတလို့ရဲ့ပခုံးနဲ့တွန်းဖွင့်လိုက်တယ်ပြီးအရှိဆုံးကနေဥဆောင်ပြီးဝင်သွားတယ်နောက်ကတရိษံတွေကစကားကြဲကြဲတောင်မပြောရဲပဲနဲ့ကုတ်နဲ့လိုက်လာပြီးရင်တခန်းဝင်တခန်းထွန်းစစ်ဆေးကြတယ်အခန်းတိုင်းမှာလည်းတရိษံအမွေအမြင်တရေနဲ့လှုပ်ထားတဲ့အိယာခင်းတွေမြင်းအမွေတွေနဲ့လှုပ်ထားတဲ့ဆိုဖာတွေကိုတွေ့ရတော့ဒီလိုမျိုးလူသားဆန်တဲ့ဇင်ကန်ပစ္စည်းတွေကိုမြင်ပြီးတရိษံတွေအားလုံးကအံ့ဩနေကြတယ်ပြီးရင်အားလုံးကလည်းကြည်စရာရှိရာကြည့်ပြီးသွားတဲ့အခါမှာဒီအိမ်အပြင်ဘက်ကိုပြန်ထွက်လာကြတယ်တရိษံတွေအားလုံးအိမ်အပြင်ကိုထွက်လာပြီပဲမိုလီဆိုတဲ့မြင်းမလေးကတော့လေသမားရဲ့အိမ်ခန်းထဲမှာကြံနေခဲ့တယ်ပြီးရင်ဘေးမှာရှိတဲ့ဖဲကြိုးတွေကိုသူ့ရဲ့အမွေးအမြင်တွေပေါ်မှာတက်ပြီးတော့မှန်ကြည့်ပြီးတော့ပျော်နေတယ်တရိษံတွေအားလုံးကမိုလီလောက်တဲ့ဒီယူးညော့ကြောင်နိုင်တဲ့မြင်ကွင်းမိစ္ဆာလူသားတွေသူ့အပေါ်တက်ထားပြီးတဲ့အရာတွေကိုသူကခုံမင်နေသေးတယ်ဆိုတော့ယူးကြောင်နိုင်တဲ့အတွေးကိုဘယ်တရိษံမှလက်မခံနိုင်ဒီမိစ္ဆာလူသားတွေရဲ့အကျင့်အကြံတိုင်းလိုက်ကျင့်နေတဲ့မိုလီကိုတရိษံတွေအားလုံးကနားမလည်နိုင်ဖြစ်နေအကုန်လုံးကပြစ်တင်ရှုံချကြတယ်ဒီလိုနဲ့တရိษံတွေအားလုံးကစူဝေးနေတဲ့အချိန်မှာ Snowball ကရဲဘော်တို့ငါတို့ဒီနေ့တီးနှံတွေကိုရိတ်သိမ်းစရာရှိသေးတယ်ဒီလုံးမတိုင်ခင်ဖို့အရေးကြီးတာတခုလုပ်စရာရှိသေးတယ်အဲ့လာကြောင့်ရဲဘော်တို့အားလုံးကျေးဇူးပြုလိုက်ခဲ့ပေးပါတခြားတရိษံတွေကလည်း Snowball ရဲ့နောက်ကိုလိုက်သွားကြတယ်ဒီလိုနဲ့ဒီချန်အဝမှာထောင်ထားတဲ့ Manor Farm ဆိုတဲ့ဆိုင်းဘုတ်ရှိတယ်အဲ့ဒီဆိုင်းဘုတ်မှာ Snowball ကမတ်တက်ရက်လိုက်တယ်မတ်တက်ရက်ပြီးတော့တဲ့အခါမှာတော်လန်ရေးမဖြစ်ခင်3လအလိုလောက်မှာဝက်တွေရဲ့အားစိုက်ထုံးမှုတချို့ပေါ်ထွက်လာတယ်။အလားတော့စာရေးတက်ဖတ်တတ်နေတာပဲ။လေသမားကြီးအမိုက်ပုံးထဲမှာလွန့်ပစ်ထားတဲ့စလုံးပေါင်းတပ်ပုံမှတ်စု dictionary စာအုပ်ကြီးရှိတယ်။အဲ့ဆောက်ကလေသမားကြီးရဲ့ကလေးလေးလေသမားကြီးရဲ့သားကအကြောင်းကပြန်လာပြီဆိုရင်သူမလိုတော့တဲ့စာအုပ်တွေကိုအမိုက်တောင်းနဲ့ပြစ်တတ်တယ်။အဲ့တော့အဲ့အမိုက်တောင်းတွေကစာအုပ်တွေကိုယူပြီးတော့ဝက်တွေကစာရေးတက်ဖတ်တတ်အောင်တင်ကြားထားကြတယ်။ဒီလိုနဲ့ဝက်တွေကစာရေးတက်နေပါတယ်ပေါ့။အဲ့တော့ဒီ Manor Farm ဆိုတဲ့နေရာမှာ Manor ဆိုတဲ့နေရာကိုအမားချစ်လိုက်တယ်ကြက်ချစ်ကဖြတ်ပလိုက်ပြီးရင်အပေါ်မှာ Animal ဆိုပြီးရေးလိုက်တယ်အဲ့တော့ဒီခြံရဲ့ပုံစံက Animal Farm ဆိုပြီးတော့ခြံရဲ့နာမည်ဖြစ်သွားတယ်ပြောချင်တဲ့အတိတ်ပဲဒီနေရာစာပြီးဒီခြံဒီလေကွက်ကြီးက Manor လေကွက်မဟုတ်တော့ Animal လေကွင်းတရိษံရဲ့လေကွင်းဖြစ်သွားပြီပေါ့ဗျာပြီးရင်ဒီစပတ်ကြီးနန်းရံပေါ်မှာတရိษံဝါဒကိုအချင်းချုပ်ထားတဲ့အခြေခံဖွဲ့စည်းမှု9ချက်ကိုပါကောက်ပြီးတော့ရေးလိုက်သေးတယ်နံပါတ်1ခြေနှချောင်းပိုင်ဆိုင်ထားသူမှန်သမျှဒီရန်သူများဖြစ်ကြသည်နံပါတ်2ခြေလေးချောင်းသို့မဟုတ်အတောင်ပံပါသူများအားလုံးဒီမိတ်ဆွေများဖြစ်ကြသည်နံပါတ်3မီဒီတရိษံမှာအဝတ်အစားမဝတ်ရနံပါတ်4မီဒီတရိษံမှာအိပ်ရပေါ်မှာအိပ်ရနံပါတ်5မီဒီတရိษံမှာအရက်မတောက်ရနံပါတ်6တရိษံအချင်းချင်းမတက်ဖြတ်ရနံပါတ်9တရိษံများသည်တာတူညီများဖြစ်သည်စလုံးပေါင်းမဆိုးတလောက်လေးမားတာတွင်ကျန်တာဖတ်လို့ရတယ်ကျန်တာအဆင်ပြေအဲ့တော့ဒီအချက်9ချက်ကိုညံကောင်းတဲ့တရိษံတွေကနှလုံးသားထဲအထိကိုမှတ်မိသွားကြတယ်ဆွဆွဲမြဲမြဲကိုမှတ်မိသွားကြတယ်ဒီ
ဒီပညာချက်ခုနှစ်ချက်ကို Snowball ကတက်ရေးပြီးတော့လေကားပေါ်ကနေပြန်ဆင်းလာခဲ့တယ်ပြီး Snowball ကတရိတ်ဆန်တွေဘက်ကိုလှည့်ပြီးတော့ရဲဘော်တို့ကောက်ရိပ်ဖို့လေဝင်းစီကိုတွားကြစို့ဘယ်လူသားမှမလုံနိုင်တဲ့ရလမျိုးရအောင်အစွမ်းကုန်ကြိုးစားကြမယ်တရိတ်ဆန်တွေကစစ်မှန်တဲ့ကိုယ်ပိုင်စွမ်းရည်ရှိတယ်ဆိုတော့တက်တေပြကြစို့ရဲဘော်တို့ဒီလိုမျိုးပြောပြီးတော့ပြဿနာတစ်ခုတက်လာတယ်အဲ့ဒါဘာလဲဆိုတရိတ်ဆန်တွေတဲမှာနွားမကြီးတုံးကမချိမဆက်ညီးသွားနေတယ်ဒီနွားမတွေကနှုံးညစ်နွားတွေတလုံးနှုံးမညစ်တာ24နာရီရှိပြီလေသမားကြီးရှိတော့ဆိုရင်ပုံမှန်နှုံးညစ်ပေးကြတယ်အခုလူသားတွေမရှိတော့နွားတွေကတလူရဲ့နှုံးညာတွေကအရန်နာကျင်လာတယ်အဲ့ဒါကြောင့်တလူကလည်းညင်းညူပြီးတော့မချိမဆက်ရင်ခံစားနေကြရတယ်ဒီပြဿနာကိုညံကောင်းတဲ့ဝက်တွေအောင်ပဲဖြေရှင်းပေးလိုက်တယ်ဘလို့ဖြေရှင်းပေးလိုက်လဲဆိုတော့နှုံးညစ်ပုံတွေယူလာတယ်ပြီးရင်နွားတွေကိုနှုံးညစ်ပေးလိုက်တယ်အဲ့တော့တလူညစ်ပေးလိုက်တဲ့နှုတ်တွေကနွားနှုတ်ပုံ၅ပုံထွက်လာတယ်တရိတ်ဆန်တွေအားလုံးကဒီနွားနှုတ်ကိုဘလို့လောက်ကြမလဲဆိုတာအားလုံးစိတ်ဝင်စားပြီးကြည့်နေကြတယ်တရိတ်ဆန်တွေထဲမှာစကားတန်တချို့တွေလည်းထွက်လာတယ်ငါတို့ဒီနွားနှုတ်တွေကိုဘလို့လောက်ကြမှာလဲနောက်တစ်ဖွဲ့ကလည်းထပြီးပြောလာတယ်လေဓမားကြီးရှိတော့ကတော့ငါတို့အစာရည်ထဲမှာအဲ့နွားနှုတ်တွေကိုနည်းနည်းထည့်ပေးတာပဲအဲ့နွားနှုတ်တွေဘာလောက်ကြမှာလဲကြံမွေးမြူရေးလုပ်တဲ့အခါမှာရှေ့က old fashion လေဓမားကြီးတွေကမလိုင်ဘက်မပါတဲ့နွားနှုတ်ကိုစစ်ထုတ်လိုက်တယ်ပြီးရင်ကျုံ soybean အမုံနဲ့ညီမလို့ဆိုရင် baby pizza လို့ခေါ်မှထင်ပါတယ်ပြီးရင်ပြောင်းဘူးနည်းနည်းရောပြီးတော့ကြက်စာလောက်ကြတယ်အဲ့လိုရောထားတဲ့ကြက်စာကြက်မတွေဥထွက်အားကောင်းတယ်ပြီးရင်ကြက်တွေပို့ပြီးကျန်းမာစေဒီလိုနဲ့တရိတ်ဆန်တွေအားလုံးကနွားနှုတ်ကိုဘာလို့မလဲဆိုပြီးခေါင်းချင်းဆိုင်ပြီးကြည်နေကြတယ်အဲ့ဒီအချိန်မှာနပိုလီယန်ကနွားနှုတ်ပုံရဲ့အရှိန်ပေါ်မတက်ရက်ပြီးတော့နွားနှုတ်တွေကိုဒီလောက်ထိအာယုံစိုက်မနေကြတဲ့ရဲဘော်တို့ငါတို့ဒီနေ့ကောက်ကျိတ်စရာရှိသေးတယ်ဒီနွားနှုတ်တွေကိုလိုအပ်တဲ့နေရာမှာအသုံးပြုလို့ရအောင်ငါကြည့်ချက်ပြီးစီစဉ်လိုက်မယ် Snowball ရဲ့နောက်ကိုလိုက်သွားလိုက်ကြပါတအောက်လောက်နေငါလိုက်လာခဲ့မယ်ပြဿနာတိုင်းမှာအဖြေရှိနေတဲ့ဝက်တွေကိုတရိတ်ဆန်တွေကနည်းနည်းလေးတော့အထင်ကြီးသွားကြတယ်ဝက်တွေရေးဆွဲခဲ့တဲ့ဒီတရိတ်ဆန်ဝါဒကိုလည်းယုံကြည်လာတဲ့တရိတ်ဆန်တွေကပို့ပြီးတော့များလာတယ်ကောက်ဆိုင်တဲ့အခါမှာလည်း Snowball ရဲ့စီမံခန့်ခွဲမှုတွေနဲ့တက်ညီလက်ညီလုပ်ကြတဲ့အခါမှာအရင်ကတဲ့အထွတ်နှုံမျောလင့်ထားတဲ့တိတိတတ်တာယူကောင်းနေတာကိုတွေ့ရတယ်ဒီလိုနဲ့တရိတ်ဆန်တွေအားလုံးအလုပ်ပြီးရဲ့အချိန်အချင်းချင်းအလုပ်ကြိုးစားလို့ချီးကျူးကြပြီးတော့အနားယူဖို့အတွက်ပြန်လာကြတယ်တချို့တရိတ်ဆန်တွေကခုနနွားနှုတ်ပုံမရှိတော့တာကိုတတိထားမိကြတယ်တချို့တရိတ်ဆန်တွေကြတော့မှတ်ညံအလောက်မကောင်းတဲ့အတွက်နွားနှုတ်ပုံရှိတယ်ဆိုတာကိုတော့မှမေ့သွားကြပြီ